2026 ခုနှစ်9 လပိုင်း7 ဇွန်လမှာဂျာတာပရိသားသမီးရဲ့ကန်ကြမှာကန်ဆာတာဟော့စတန်လေးကိုဆွေးနွေးဟောပြောပေးသွားမှာပဲဖြစ်ပါတယ်ဂျာတာပရိသားသမီးရဲ့ကန်ကြမှာကန်ဆာတာယာတီဂျိုးကင်ဂျိုစစ်ဂျွန်လေးများအရာဆက်စစ်တဲ့အခိုက်မှာ9 လပိုင်းတလားဟာကန်နေနေတဲ့ကန်ဆာတာရှင်ကနေပိုင်းမှာကြာရောက်နေတယ်9 လပိုင်း10 ရက်ကနေ9 လပိုင်း25 ရက်ဝန်းကျင်အလက်ပတ်နော်လာဝက်လုံးဝအစားတာညံ့တယ်အထုကယူဆိုင်ပေးပါအမုံများတယ်ပြဿနာစားတာဖြစ်ရှင်းရတတ်တယ်ငွေလိမ်ငွေညာငွေလိမ်ခံထိတတ်တယ်မလုံလားတဲ့လူငွေပြဿနာဖြစ်တတ်တယ်ယုံကြည်မှုအလွဲသုံးစားခံရကိန်းရှိနေတယ်စားတတိသွားတတိအဆဆအရာရာတတိထားတဲ့နဲ့လားအပြန်ဆိုင်အတိုက်ခိုက်ကလည်းအများသားအိမ်တော်ရေးမှာစိတ်အခမ်းမတဲ့တနည်းအားဖြင့်ကွဲမယ်ကွာမယ်ဟဲ့ထိခဏပြဿနာကြီးထွားကိန်းစားတာခံချမှာပေါ့ပြနေတယ်တနည်းအားဖြင့်14 ရက် 15 ရက် 16 ရက်မွေးနေ့မွေးဖောက်ဇာတာရှင်တွေဆိုရင်ပုံမော်ပြီးခရူးဆိုင်ပေးရမယ်တတိထားပေးရမယ်တတိပြုတ်ပေးရမယ်မတ်လိုလားအပ်တဲ့လုံငွေပြဿနာလေးတွေကြုံရဆုံရရင်ဆိုင်ဖြစ်ရှင်းရကိန်းရှိနေတယ်အဆဆအရာရာတတိထားနိုင်ဖို့တတိပြုတ်ပေးဖို့ခရူးဆိုင်နိုင်ဖို့စအနေနဲ့မေတ္တာရက်ခံပါစေတတိကောင်းတယ်လက်တွေစူးစားတယ်ဘာလို့ဘာကိုင်အလွဲလွဲအလျှော်ချော်လေးတွေကြုံနေတယ်ခရူးဆိုင်ပေးပါတတိထားပေးပါတတိပြုတ်ပေးပါလို့စအနေနဲ့မေတ္တာရက်ခံလို့တယ်အောင်မြင်မယ်ဒီတလားတိခံပြီး9 လပိုင်းတလားတိခံပြီးအောင်မြင်မယ်9 လပိုင်းတလားဇာတာညက်ဆုံးချုံမှုများတယ်တနည်းအားဖြင့်အလားကုန်နဲ့ပတ်သက်တာတွေစာရေးကိရိယာနဲ့ပတ်သက်တာတွေနော်အထက်လိမ့်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေဂျာတာပရိသားသမီးဒီလားအရှုံးပေါ်တတ်တဲ့အကျိုးမပြုတ်တတ်တဲ့အခါဖြစ်တတ်တဲ့တနည်းအားဖြင့်ရင်းနှီးမြှုပ်နှံမှုကိစ္စတွေငွေကြေးနဲ့ပတ်သက်ပြီးတော့လက်လွတ်ဆက်ပဲကိစ္စရက်တွေအထုတတိထားပေးရမယ်စေတနာနဲ့ဆောင်ရွက်တဲ့ကိစ္စတွေဝေဒနာဖြစ်သွားတတ်တယ်မောင်နှမရင်မိသားစုရဲ့ခြားမှာငွေကြေးနဲ့ပတ်သက်ပြီးစိတ်ကွက်သွားတာတွေစိတ်စကားများရတာတွေတအားပေါ့နော်မလုံလားတဲ့စကားများရဖြစ်စရာလေးတွေပေါပေါက်တတ်တယ်စိတ်ဝမ်းကွဲတာထင်မြင်လွဲမှားတာတန်တရားဝင်ခံရတာတွေကြုံရတတ်လားမလို့စားတတိသွားတတိဂယုစိုက်တဲ့နဲ့လာတလားကံကောင်းခြင်းပိုင်းကအားနေတယ်ဂျာမကြီးခါကဂျာမကြီးမှာမျက်စိအာယုံကြောတတိထားရမယ်ထိခနဲ့အိမ်ငိုက်တာနေလို့ထိုင်လို့မကောင်းချင်တာစားချင်စိတ်တောက်ချင်စိတ်မရှိတဲ့ဖြစ်စဉ်ထိကြုံရတတ်တယ်တိမ်ငယ်စိတ်အားငယ်စိတ်တို့ဝင်ရောက်တတ်တယ်လာတလားအပြန်ဆိုင်ကြုံပေးရတတ်တယ်နည်းနည်းလေးစိတ်မကောင်းစားလေးတွေကြုံရတတ်လို့ဂယုစိုက်ပေးမှာစိတ်ညက်စာစိတ်ချုပ်စာနဲ့ဝင်တတ်တယ်လားစားနေတဲ့ဇာတာဆတ်တာဆိုလို့ရှိရင်အဆဆရရတတိထားရမယ်ဂယုစိုက်ပေးရမယ်ပြည်တွင်းပြည်ပနိုင်ငံရခြားခရီးစက်ကိစ္စရက်တွေနောက်ဆုတ်တဲ့ရှစ်တလ8 လပိုင်းအဆဆရအောင်နေမယ်အောက်ကရှလာ9 လပိုင်းလုံးဝမကောင်းဂယုစိုက်ပေးပါတတိထားပါဂယုစိုက်ပေးပါတလာတိခံရမယ်ငွေကြေးကိစ္စရက်တွေရှင်ငါပေးထားကိစ္စတွေဂရိပြတ်တဲ့သူတွေနဲ့ကြုံရတတ်တယ်ကိုဘက်ကဘေးချနာချက်တွေရင်ဆိုင်ဖြစ်ရှင်းရတဲ့လာတလာတတိထားပေးရမယ်ဂယုစိုက်ပေးရမယ်ပြိုးရဲငရွယ်သူများအရှိကြီးဂယုကမှုအရှိကြီးနော်စစ်မှန်တဲ့ရှင်းရှင်းမြတ်တာလည်းမတွေးရဘူးအလွယ်လွယ်အလျှော်ဒါကြောင့်မလို့ဂယုကမှုဆော့ဆော့လန်းလန်းရှစ်ခင်ခြင်းနဲ့ကျန်နာခြင်းနဲ့အရှိစမ်းနေအနောက်ချက်တွေပေါ်တတ်တယ်လိုက်လေပြည့်လေဖြစ်တဲ့ပြိုးရဲသူများရဲ့အရှိစမ်းအရှိကမကောင်းအိမ်အောင်တန်ကအိမ်အောင်ရဲ့အစင်မပြေဘူးဘုရားတရားတော်ကောင်းတယ်မန်တော်လည်းပဲလူဌာနတွေအောင်မြင်မယ်အလူဒါနာပိုင်းနေရရရောလူထမ်းကိစ္စရက်တွေအောင်နိုင်မယ်ဒီတလ9 လပိုင်းဇွန်လကအဆဆရတတိထားပေးရမယ်မျက်စိကြိုက်တာမျက်မှန်ကတ်တက်ရတာမျက်မှန်ကျိုးပေးတာတနည်းအားဖြင့်အလွယ်လွယ်အလျှော်ချော်လေးတွေကြုံရတာတတိထားပေးရမယ်အင်္ဂါသားသမီးဗုဒ္ဓဟူသားသမီးနေတုံနဲ့တို့ကြာသားပရိသားသမီးတုံနင်းတယ်တတိပြုရမယ်လားရုံကြည်အလွယ်ယူအလွယ်လုံးလုံးကြိုင်တော့မရဘူးလွယ်လွယ်ယုံကြည်လွယ်လွယ်ဒုက္ခကြုံရတတ်လားအတိုက်ခက်ကများတယ်9 လပိုင်း2 ရက်9 လပိုင်း9 ရက်9 လပိုင်း16 ရက်23 ရက်30 ရက်ငါပတ်တာကလကံကောင်းခြင်းလက်ပွင့်ခြင်းလုပ်ငန်းတို့အတွက်အစွမ်းထက်ကြရဒီတလားလုံးမှာအဆဆအရာရာကံအနှင်းကြားမှာရှောရှောရှုရှုပြေးပြေးလဲအဆင်ပြေဖို့ကြရာကောင်းလေးညွှန်ချခြင်းကြရာကောင်းလေးတစ်ခုညွှန်ချပေးကြတယ်နွားနိုးတက်ခွက်ပဲပြတော့တပတ်ကလူပေးပါနေအိမ်မှာပဲဖြစ်စေဂျာတာပရိကျော်တောင်းဖျားစေတီဒုံးနိုင်ဖြစ်စေပဲပြတော့တပတ်ကနွားနိုးတက်ခွက်နွားနိုးအစိမ့်လိုက်ရတယ်ကြိုးချပြီးသားတော့ပုံမကောင်းဘူးမပြတ်မှကွက်ကဲလူကိုစော်ပေးပါ9 ပတ်လောဖြစ်စေပထမပတ်ဒုတိယပတ်တတိယပတ်ဆုံးထပ်ပတ်ပစ္စမပတ်3 ပတ်ရ2 ပတ်ရရုံကြည်ဆရာထပ်ပေးနေပြီထမင်းရှင်ဂျာတာပရိသားသမီးများပြည်တွင်းပြည်ပအနှံ့နဲ့ရဆရာထပ်ပေးနေပြီအများအားဆွေးနွေးမင်းများနေတဲ့မိတ်ဆွေများရုံကြည်မပြတ်မကွက်ဆောင်ရပေးပါဒါဆရာတေးသေးရှာမှာကြကံပွင့်လက်ပွက်မယ်လုပ်ငန်းကိုင်ရအောင်မြင်မယ်ရည်ရွယ်ချက်တွေအောင်နိုင်မယ်စိတ်ကူးထားတဲ့ကိစ္စတွေဖြစ်မြောက်မယ်တလာလေးပဲသိခံစိတ်ချတာ
အကျိုးပိတ်ကိန်းကနတေကိန်းကနခုနှစ်ကိန်းကနကူကိန်းကနအကျိုးပိတ်မယ်တေခွန်ကိုအကျိုးပိတ်မယ်အဖြိုရောင်အနည်းရောင်ခရမ်းရောင်အယောင်စင်ကာလာသုံးဖို့အကျိုးပိတ်မယ်နေအိမ်၌အတုံးအဆောင်မပြုတ်လို့တဲ့ decision စွန့်ထုတ်ပြစ်ပေးပါအင်းကြီးအဟောင်းတစ်စုံစွန့်ချပေးပေးပါကနေနေတယ်လားရံပရိပခများတယ်တနည်းအားဖြင့်အင်းကြီးအသက်ဝက်စားအသက်စက်ကရိယာအသက်တွေအဝယ်မတော်ဘူးခုနလာပိုင်းတက်လာရှောင်တဲ့ဝယ်ဖို့အခက်မသက်ဘူးပြဿနာတွေတစ်ခုပြီးတစ်ခုပေါ်ပေါက်နေတဲ့လားတစ်ခုပြီးတစ်ခုပြဿနာတွေဖြေရှင်းရတဲ့လားကံကောင်းသလားဆိုကံမကောင်းကန်စာတာညံ့နဲ့လားတလားလို့တတ်မှတ်လို့ရတယ်တတိထားမယ်ဂယုစိုက်ပြရမယ်ရှစ်လပိုင်းကတော့ကောင်းမယ်နော်အော်ဂတ်စ်လအခုကလည်းချိုဟောထားတာနော်မိတ်ဆွေတွေဒါပေမဲ့အတိတ်စိတ်ကတော့လာမယ်လားမဆက်ရှစ်ပြတလားလေသိခံလိုက်ပါအစားစားရငွေကြေးကိစ္စစစီးပွားရေးခန္ဓာလုပ်ငန်းပိုင်းဆိုင်ရာဂျိုစီဂျုံထဲမှာလဲစိတ်နဲ့ခိုက်တာတွေညံဖြစ်နေတာတွေကြုံတွေ့နေတယ်ဂယုစိုက်ပေးပါအစားစားရရေဘေးအန္တရာယ်တွေကြုံရတတ်တယ်ရေလားခရီးတွေရှောင်ကြံတဲ့လားအတက်နိုင်ဆုံးဆက်ရက်ကနေ25ရက်ဝိဖဇာတာရှင်နေအထူးကြိုးဆက်ပေးပါအသက်38အသက်34နော်တနည်းအားဖြင့်48 52 56တို့တရွက်ဇာတာရှင်နေအသက်ရွယ်မွေးနေ့ဖမွေးနေ့ဖြစ်မဲ့ဇာတာရှင်နေကြိုးဆက်တဲ့မှာလေတတိပြုတ်တဲ့ဇာပေးရတဲ့ကြတရားလေးကိုရုံကြည်မပြတ်မကွက်ဆောင်ရွက်ပေးဖို့ဇာနေနဲ့အထူးမြတ်တာရက်ခံတယ်ကံကောင်းခြင်းလက်ပွင့်ခြင်းလုပ်ငန်းများအတွက်နွားနိုးလေးတစ်ခါနဲ့ပဲပြားတော့တပတ်ကံကိုလှုပ်ပေးပါလုပ်ငန်းကိုင်ကစီပါလလာပါအဟာတာနောက်ဆက်တီအများကြီးကင်းစင်ပေးသွားတယ်အိမ်တော်ကြီးအစင်မပြေဘူးမျက်စိအုံတော့အာယုံကြောအစင်မပြေဘူးမျက်လုံးကြိုက်တာမျက်စိထိခိုက်တန်ရာဖြစ်တာတွေကြုံရတတ်တယ်လားဂျာမိုက်ခါနာခရုစိုက်ပေးရမယ်အိမ်တော်ကြီးမိသားစုကြီးပရိပခချင်းဆိုင်ရတတ်တဲ့ငွေကြေးကိစ္စအမွေဆိုင်ကိစ္စအထုပြဿနာတွေရင်ဆိုင်ရခင်းရှိလို့ခရုစိုက်ပေးပါစာပေးရတဲ့ကြရာလေးကိုရုံကြည်ဆောင်ရွက်ခြင်းအဖြစ်အတိုက်ခအနောက်ဆက်တွေကင်းစင်ဝေးပါလိမ့်မယ်အရှိအိမ်တော်ကြီးကျောင်းမကြီးစီးပွားရေးဆွေးနွေးမင်းများလို့ဒါများရှင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3ညာကို4ချီပဲ9လို့4 5လို့3ညာ3ညာလေးခွန်3ညာကိုခွန်ချီပဲ9လို့ခွန်9လို့ရှောင်းနဲ့တင်9ကိုတိုက်ရိုက်ဆက်ငင်းညလိုက်ပါပဲပြည်တွင်းပြည်ပအနှံ့နဲ့အရရမစားဖြတ်ဘေးတွေမိထမင်းရှက်ခဏတားတဲ့အားလုံးကိုစိတ်နှပြဂျာမချမ်းသာပါစေကြောင်းကျွန်တော်များပုံနဲ့တော့ဘေးတင်ဆရာရန်နိုင်ထွန်းဂျာကုန်မြို့တော်မှာစုံမကောင်စုတော်မြတ်တာ